ခုယုံတင်ပြသနေတဲ့ဆရာကြီးလေတွင်းသားစောချစ်ကပန်းမြိုင်လေကဥယျာဉ်မှုဆိုတဲ့ဝိထုစာကိုဖတ်ဖူးကြလားဗျ။ကျောင်းတော်ကြီးကိုပန်းဥယျာဉ်တစ်ခုလိုတင်စားပြီးတော့ကျောင်းသားဆိုတဲ့ပန်းပွင့်လေးတွေကိုစေတနာရေလောင်းဝါသနာမြေဩဇာကျွေးပြီးတော့ပြုစုပြိုးထောင်ပေးတဲ့ဥယျာဉ်မှုဆရာဆရာမတွေရဲ့အကြောင်းပေါ့။ဒါပေမဲ့ယခုခါမှာအချိန်မှာတော့ဥယျာဉ်မှုအချို့ဟာပန်းပွင့်လေးတွေကိုပြုစုဖို့အတွက်ပန်းပွင့်လေးတွေစီကငွေဘယ်လောက်ရမလဲဆိုတာကိုတွက်ချက်နေတဲ့ဈေးတွေဖြစ်သွားကြပြီလားဗျ။စာသင်ခန်းထဲမှာစာမသင်မဲနဲ့ကျူရှင်မှာပဲအားထုတ်နေကြတဲ့ခေတ်ဆရာတချို့ကြောင့်ပန်းမြိုင်လေကြီး6သွေးလို့လာနေပါပြီ။ဒီနေ့မှာတော့ကျွန်တော်တို့ခေတ်ပညာရေးစနစ်ရဲ့ရင်နာစရာအမှန်တရားတစ်ခုပြောပြကြမှာပန်းမြိုင်လေကဥယျာဉ်မှုဝိထုစာအုပ်ထဲမှာဆရာငင်းချမ်းဆိုတဲ့ဇာတ်ကောင်တွေအောင်ရှိတယ်။သူကတပည့်တွေလိမ္မာရေးကြရှိဖို့ပညာတတ်ကြီးဖြစ်ဖို့သူ့ဘဝတစ်ခုလုံးပုံဩပြီးတော့ပေးဆက်ခဲ့တယ်ဗျ။စေတနာဝါသနာအနစ်နာဆိုတဲ့နာသုံးနာကိုလက်ကင်ထားခဲ့တယ်။သူ့အတွက်တော့ကျောင်းသားဆိုတာသူ့ရဲ့သားသမီးလိုပဲကျွန်တော်တို့ငယ်ငယ်တုန်းကဆရာတွေကအယံကိုစေတနာထားကြတယ်ပေါ့နော်။ဘာကျူရှင်မှမရှိဘဲနဲ့ဒါကျွန်တော်တို့တွေကိုသင်ကြားပြသပေးခဲ့တဲ့ဆရာဆရာမကြီးပေါ့နော်။ကျွန်တော်ဘဝကိုအဓိကပြုပြင်ပြောင်းလဲပေးခဲ့တဲ့ဆရာမကြီး2ယောက်ပေါ့နော်။ဒါကတော့ကျွန်တော်ဘဝရဲ့ပန်းမြိုင်လေကဥယျာဉ်မှု2ယောက်ပါ။မိတ်ဆွေတို့ရှိမှလည်းပန်းမြိုင်လေကဥယျာဉ်မှုတွေရှိလို့ရှိရင်ကွန်မန့်မှာရေးပေးသွားခဲ့ပါဦးခင်ဗျ။ဒီနေ့ခေတ်မှာတော့နာသုံးနာနေရာမှာငွေအချိန်အမျက်ဆိုတာတွေအစားထိုးဝင်ရောက်လာသလိုပါပဲ။ကျောင်းချိန်အတွင်းမှာတေချာတင်ပေးရမယ့်သင်ခန်းစာတွေကိုဒါတွေကိုသိကျင်လို့ရှိရင်ကျူရှင်မှာသင်မယ်ဆိုပြီးတော့ခြံလက်ထားတဲ့အလေးထားတွေရှိလာပါတယ်။ကျူရှင်မတက်နိုင်တဲ့စင်ရသားကျောင်းသားလေးတွေဟာစာသင်ခန်းထဲမှာပဲမျက်နှာငယ်အားငယ်ပြီးတော့ပညာရေးနဲ့အလံဝေးသွားကြရပါတယ်။ဥယျာဉ်မှုကရေမလောင်းတော့ပန်းကလေးတွေကညှိုးကုန်တာပေါ့ဗျာ။ဆရာဆရာမတွေလည်းလူပါပဲ။ဝမ်းရည်အတွက်ရုန်းကန်ရပါတယ်။မှန်ပါတယ်။ခေတ်ကာလစီးပွားရေးကြက်တဲမှုအရာလစာလေးတစ်ခုတည်းနဲ့မလောင်းရတာကိုကျွန်တော်တို့နားလဲပါတယ်။ကျူရှင်သင်တာကိုအပြစ်မပြောလို့ပါဘူး။ဒါပေမဲ့ပြဿနာကငွေမပါရင်စေတနာမပါတော့တာပါပဲ။ကျူရှင်ကြီးပေးနိုင်တဲ့ကလေးကိုကြတော့ရှည်တတ်တင်တယ်မပေးနိုင်တဲ့ကလေးကိုကြတော့လစ်လူရှူထားတာမျိုးတွေကဆရာဆိုတဲ့ဂုံမုံနဲ့လုံးဝမညီပါဘူးဗျ။ပတ်စံဆိုတာရှာလို့ရပါမယ်။ကလေးတယောက်ရဲ့ပျက်စီးသွားတဲ့အနာဂတ်ကိုတော့ဘယ်ငွေနဲ့မှပြန်ဝယ်လို့မရပါဘူးဗျ။ကျူရှင်ဆိုတာအပူဆောင်တင်ကြားမှုဖြစ်တဲ့နေမယ်။အခုခေတ်မှာတော့မရှိမဖြစ်ချင်းချောက်မှုလိုဖြစ်လာတာရင်လေးစရာပါပဲ။ဒီလိုစနစ်အောက်မှာကြီးပြင်းလာတဲ့ကလေးတွေဟာဘာတွေသိနိုင်ရလဲဆိုတော့ပညာဆိုတာငွေပေးမှရတာပါလားဆိုတဲ့အတိလွဲကြီးကိုဝင်သွားတတ်ပါတယ်။ဆရာကိုကြည်ညိုရမယ့်စားဆရာကိုစားပစ်ပေးသူတယောက်လိုပဲမြင်လာကြပါတယ်။ကျွန်တော်၄တန်းရောက်တဲ့အချိန်ကြီးကျွန်တော်အင်္ဂလိပ်စာ ABCD မရသေးဘူး။သင်္ချာဆို1ကနေ100ထိမရသေးဘူး။ဒါပေမဲ့အဲ့အချိန်မှာဆရာမဒေါ်ကြီးကြီးကကျွန်တော်ကိုသူ့ရှိမှညဘက်ခေါ်တင်ပြီးတော့လက်ငါးတင်ပြီးခဲ့လို့ကျွန်တော်9တန်း6တန်း9တန်း10တန်းမှာနှစ်ချင်းပေါအောင်လာခဲ့တယ်။အဲ့ကနေတစ်စင်းတက္ကသိုလ်ရောက်တယ်။ဂုဏ်လုံးနဲ့ပါတယ်မဟာတန်းရောက်တဲ့အချိန်မှာရန်ကုန်တက္ကသိုလ်တက်ရတဲ့အချိန်မှာလည်းကျွန်တော်လုံးဝစာရီမလိုက်နိုင်တော့ဘူး။ညံမမီတော့ဘူးပေါ့ဗျာ။မှန်တိုင်းပြောမယ်။အဲ့လိုဖြစ်နေတဲ့အချိန်မှာကျွန်တော်ကိုအကောင်းဆုံးထောက်ပံ့ပြီးတဲ့ဆရာမဒေါ်အေးတီတာမြင်ဆိုတာရှိပါတယ်။အဲ့တော့အဲ့ teacher ကြီး2ယောက်ဆိုလို့ရှိရင်ဒါကျွန်တော်ညဘက်အိယာဝင်တိုင်းကျွန်တော်ဘုံအောင်ပြောင်းလဲပြီးတဲ့ဆရာမ2ယောက်ဖြစ်တဲ့အတွက်အမြဲတမ်းရှ िख ိုးပြီးအိပ်ပါတယ်ဆရာဆရာမတွေဘက်ကကြည့်မယ်ဆိုရင်လေကိုယ်တပည့်အစ်စ်မှန်ကဘယ်လိုလဲကျူရှင်လာတက်မှာတပည့်အစ်စ်လားကျောင်းမှာပဲရှိတဲ့ကလေးတွေကဟောတပည့်မဟုတ်တော့ဘူးလားပန်းမြိုင်လင်ကဥယျာဉ်မှုလို့ပန်းမွေနိုင်ကိုဒန်းလူရေလောင်းပေးတဲ့စိတ်ဓာတ်တွေဘယ်တွေရောက်ကုန်ကြပြီလဲဗျကျွန်တော်ဒီဗီဒီယိုလေးကိုလုပ်ရတာဆရာဆရာမတွေကိုတိုက်ခိုက်ဖို့လုံးဝမဟုတ်ပါဘူးကျွန်တော်တို့လူအဖွဲ့အစည်းမှာဆရာဆိုတာအနန္တဂိုင်းဝင်ကျေးဇူးရှင်တွေမို့လို့ပို့ပြီးမျှော်လင့်မိတာပါခေတ်အခြေအနေကငွေကြေးရှာဖွေတာလက်ခံနိုင်တယ်ဖြစ်ပေမဲ့စာသင်ခန်းထဲရောက်သွားပြီဆိုရင်တော့ကျူရှင်ကြီးပေးနိုင်သည်ဖြစ်စေမပေးနိုင်သည်ဖြစ်စေဆရာရှိရောက်နေတဲ့ကလေးတွေအားလုံးကဆရာရဲ့သားသမီးတွေဆရာရဲ့ဥယျာဉ်တွေပန်းပွင့်လေးတွေပါပဲဆရာတို့ဆရာမတို့ခင်ဗျာခေတ်ဘလောက်ပြက်ပြက်စေတနာတော့မပျက်စီးလိုက်ပါနဲ့ပန်းမြိုင်လင်ကဥယျာဉ်မှုစိတ်ဓာတ်လေးကိုပြန်ပြီးတော့မွေးမြူပေးကြပါငွေကြေးထဲတန်ဖိုးရှိတဲ့ပီတိနဲ့ဂုဏ်သိက္ခာကိုပြန်ယူကြပါစို့လို့တိုက်တွန်းရင်းနဲ့ညီကုန်းချုပ်ချင်ပါ